လူစင်းရဲတယောက်သည်ဒေါ်လာ800ပါသောပိုက်ဆံအိတ်တအိတ်ကောက်ရသည်ရက်အနေငယ်ကြာသောအခါပိုက်ဆံအိတ်ထဲတွင်ပိုင်ရှင်တတိရေးထားသောပိုက်ဆံအိတ်ကိုပြန်ပေးသူမည်သူမဆိုဒေါ်လာ90စုချမိဟုသည့်စာသားကိုထိုလူတွေ့မိသွားသည်သူသည်မကြားမိတွင်ပိုက်ဆံအိတ်ပိုင်ရှင်ကိုနေရာစုံစမ်းပြီးနောက်ပိုက်ဆံအိတ်ကိုပြန်ပေးလိုက်သည်ပိုင်ရှင်ဖြစ်သောတတိကပိုက်ဆံများကိုရေးကြည့်ရင်းပြောသည်မင်းအတွက်ရစရာရှိတဲ့စုချင်းငွေကိုမင်းယူထားပြီးပြီမဟုတ်လားစင်းရဲသားကပြန်ပြောသည်ခင်ဗျားဘာတွေပြောနေတာလဲတတိကဆက်ပြောသည်ပိုက်ဆံအိတ်ပြောက်သွားတော့ကအထဲမှာဒေါ်လာ850ထည့်ထားတာကွာနှစ်ယောက်အငင်းအခုန်ဖိကြပြီးနောက်ဆုံးတွင်သူတို့၏သဘောထားကွဲလွဲမှုပြဿနာကိုဖြေရှင်းရန်အတွက်တရားရုံးသို့သွားလိုက်ကြသည်နှစ်ယောက်လုံးကမိမိတို့၏ဖြစ်စဉ်အသီးသီးကိုတင်ပြကြရသောအခါစင်းရဲသားအလှည့်အပြီးတွင်တထေးကဖြစ်စဉ်ကိုရှင်းပြပြီးနောက်ဆက်တွဲအဖြစ်ထပ်ပြောလိုက်သည်တရားသူကြီးမင်းခင်ဗျာကျွန်တော်ပြောတာကိုယုံကြည်လိမ့်မယ်လို့မျှော်လင့်ပါတယ်တရားသူကြီးကပြန်ဖြေသည်ယုံနာပေါ့လူကြီးမင်းတထေးမျက်နှာပြုံးသွားသည်စင်းရဲသားခင်ဗျာဝမ်းနဲ့ဘလက်ဖြစ်သွားရှာသည်ထို့နောက်တွင်တရားသူကြီးကတထေးလက်ထဲမှပိုက်ဆံအိတ်ကိုဆွဲယူပြီးပိုက်ဆံအိတ်ကောက်ရသူဖြစ်သောစင်းရဲသားလက်ထဲထည့်ပေးလိုက်သည်ဟာခင်ဗျာဘာလုပ်တာလဲဗျာတထေးကဒေါသတကြီးအော်လိုက်သည်တရားသူကြီးကရှင်းပြသည်လူကြီးမင်းကတကယ်ကိုရိုးသားနေလူဆိုတာကြိုယုံပါလေလူကြီးမင်းပျောက်သွားတဲ့ပိုက်ဆံအိတ်ထဲမှာဒေါ်လာ850ပါတယ်ဆိုတာလေဟုတ်လိမ့်မယ်လို့ကြုတ်လက်ခံပါတယ်ဒါပေမဲ့ပိုက်ဆံအိတ်ကိုကောက်ရတဲ့တီလူသာလူလိန်တို့တခိုးလို့ဖြစ်မယ်ဆိုရင်ဒီပိုက်ဆံအိတ်ကိုလူကြီးမင်းစီကိုလာပေးမှာမဟုတ်တာသိကြတယ်ဒီတော့ဒီပိုက်ဆံအိတ်ဟာလူကြီးမင်းဤပိုက်ဆံအိတ်မဟုတ်ပဲတခြားလူတယောက်ဤပိုက်ဆံအိတ်ပဲဖြစ်ရမယ်ပိုက်ရှင်အစ်စ်ပေါ်လာရင်တော့ဒီပိုက်ဆံတွေကိုသူပြင်ရမှာပေါ့အဲ့ဒီလိုမှမဟုတ်ရင်တော့လေဒီပိုက်ဆံတွေကိုကောက်ရထားတဲ့သူကိုပဲပေးလိုက်ရတော့မှာပဲသူချေးကပြန်ပေးသည်ဒါဆိုရင်ကျုပ်ပိုက်ဆံတွေကြတော့ဘယ်လိုလုပ်မလဲတရားသူကြီးကအေးအေးဆေးဆေးပြန်ဖြေလိုက်သည်ဒေါ်လာ850ထည့်ထားတဲ့လူကြီးမင်းဤပိုက်ဆံအိတ်ကိုကောက်ရတဲ့သူကပြန်လာပေးတဲ့အထိကျုပ်တို့စောင့်ကြတာပေါ့